မင်းကိုနှိပ်စက်နေတာဘဝကြီးမဟုတ်ဘူးမင်းကိုယ်တိုင်မင်းစိတ်ထဲမှာအဓိပ္ပာယ်တွေ shock ဖော်နေတဲ့မင်းရဲ့ခံယူချက်ပဲမင်းတီးထားရမယ့်အကြောက်စရာအကောင်းဆုံးအမှန်တရားတစ်ခုကလောကကြီးကပင်ကိုကလေးကဘာတစ်ခုမှကောင်းတာဆိုးတာရဲ့လည်းမရှိဘူးဖြစ်ပြသမျှဟာသဘောတရားတတ်တယ်မင်းဘဝမှာကြုံရတဲ့ဆုံးရှုံးမှုတွေအထီးကျန်မှုတွေကမင်းကိုနာကျင်စေတာမဟုတ်ဘူးမင်းရဲ့စိတ်ကပဲအဲ့ဒီအရာတွေကိုအဓိပ္ပာယ်တွေ shock ဖော်ပြီးမင်းကိုပြန်ကြိုက်ဖို့အဆွဲလေးတက်ပေးလိုက်တာ Marcus Aurelius ပြောခဲ့တယ်လို့ပေါ့နာကျင်မှုဟာပြင်ပအဖြစ်တွေကြောင့်မဟုတ်ဘူးအဲ့ဒီအရာပေါ်ထားတဲ့မင်းရဲ့ခံယူချက်ကြောင့်ပဲလူတွေကဒီအမှန်တရားကိုကြောက်ကြတယ်ဘာလို့လဲဆိုတော့ဒီကောင်ကမင်းရဲ့စင်ချေမှန်တမျှကိုရိုက်ချိုးပြီလို့ပဲငါတို့တွေကအဖြစ်တွေပေါ်မှာဒါကတော့ကျင်စာပဲဒါကတော့မတရားဘူးဆိုပြီးစိတ်ထဲကနေတစိတ်တွေရှောက်ကတ်နေကြတာအဲ့ဒါတွေကအမှန်တရားရဲ့နိုင်ရန်ပေါ်မှာမင်းစိတ်ကရှောက်ဆွဲထားတဲ့စေးစပ်တွေပဲအဲ့ဒီတစိတ်တွေကိုခွာချလိုက်စမ်းပါကြောက်ရွံ့မှုတွေအရေးပြောသွားလိမ့်မယ်အပြိုင်ဆိုင်တွေတစ္ဆာဖောက်မှုတွေကြားထဲမှာလောကကြီးကိုအပြစ်ပုံချမနေနဲ့တော့ဘာကိုမှကောင်းကြီးလို့မမြင်နဲ့ဘာကိုမှလည်းကျိန်စားလို့မတတ်မှန်နဲ့အရာရာဟာမင်းရဲ့စိတ်သက်ကိုစမ်းတက်တဲ့မှန်တချက်ပဲမင်းရဲ့စိတ်ကိုတန်ကြိုးရီကြားတဲ့နေလွှတ်မြောက်ခြင်းရင်မင်းရဲ့ခံယူချက်ကိုအခုပဲပြောင်းလဲလိုက်ပါ